ပြီးခဲ့တဲ့အပိုင်းမှာတော့ဂျိုကာနဲ့ဟာလေကွင်းကဂျင်မီကိုတက်ပြီးလူးဝစ်လိန်ကိုဖမ်းခေါ်သွားပါတယ်ဒီအပိုင်းရဲ့အစမှာတော့မက်ထရိုပိုလိရဲ့စိတ်ကန်းစီကိုစူပါမန်လာနေတာတွေ့ရပါတယ်စူပါမန်တရားစိုးရိမ်ထိတ်လန့်နေပါတယ်အကြောင်းကလူးဝစ်ရဲ့လုပ်ပေါ်ခိုင်းပဲဖြစ်တဲ့ဂျင်မီတည်ဆုံးနေတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ်ဂျင်မီရဲ့ဘေးမှာကွက်အပ်နေတဲ့ကင်မရာနဲ့ဂျိုကာကတ်ကိုလည်းတွေ့လိုက်ရပါတယ်ပမန်တရားစတားတစ်ခွက်ကမှညကဘာပစ္စည်းတွေအခုခံလိုက်ရတယ်လို့စစ်စစ်နေပါတယ်တိတ်ပမြန်ရှင်ဘိုးတော်ကပစ္စည်းအနှဲငယ်ပဲပျောက်ဆုံးသွားကြောင်းရေးမကြည့်ဘူးလို့ယူဆပြီးစူပါမန်ကိုမဆက်သက်ခဲ့တာလို့ရှင်းပြလိုက်ပါတယ်ပမန်ကမင်းတို့ခရစ်ပတိုနိုင်နဲ့စံသက်နေတာလားလို့မေးလိုက်ရာတိတ်ပမြန်ရှင်ဘိုးတော်ကစူပါမန်ကိုဒုက္ခပေးဖို့မဟုတ်ပါဘူးအထဲမှာတခြားစွမ်းရည်အရေးမြစ်များရှိမလားလို့စံသက်နေတာပါငါတို့ကတိတ်ပမြန်ရှင်တွေလေစိုးရတဲ့လူတွေမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်အခုတော့စိုးရတဲ့လူတွေလက်ထက်ရောက်သွားပြီခရစ်ပတိုနိုင်ရဲ့လူတွေစည်ရင်အားလုံးကိုငါလို့ကျင်တယ်ဒီအမှုရဲ့အဖြေကိုမသိမရှင်းဘယ်သူမှဒီနေရာကထွက်သွားလို့မရဘူးလို့ပမန်ပြောနေတုန်းမှာစူပါမန်တရားရုတ်တရက်ပြန်ဝင်လာပါတယ်စူပါမန်ကငါသူ့ကိုမမြင်ရတော့ဘူးလို့ပြောပါတယ်ထပ်ပြီးတော့ငါလူးဝစ်ကိုမမြင်ရတော့ဘူးလို့စိုးရိမ်ထိတ်လန့်သွားပြောပါတယ်ပမန်ကသူတို့ရဲ့ identity ကိုထိန်းဖို့ဒီမှာငါတို့ပဲရှိတာမဟုတ်ဘူးမင်းရဲ့စိတ်ကိုငြိမ်အောင်ထိန်းလို့ဆိုပါတယ်စူပါမန်ကလက်ထဲကနေသွေးစွန်းနေတဲ့ကက်လေးကိုပမန်စီပေးပြီးသူ့စီမှာရှိနေတာလို့ဆိုပါတယ်သူဆိုတဲ့သူကတကြိုကာပါစူပါမန်ကလူးဝစ်ကိုကူရှာပေးဖို့ပမန်ကိုတောင်းဆိုနေပါတယ်ပမန်ကချက်ချင်းဆိုတယ်လို့ Justice League အဖွဲ့ဝင်အားလုံးထက်အရေးပေါ်ခေါ်ဆိုလိုက်ပါတယ်ဦးစားပေးအလုပ်ရှိတယ်မက်ထရိုပိုလိရဲ့နေရာအနှံ့ကိုချဖို့နားတဲ့မျက်စိတွေလိုတယ်မိမတယောက်ပျောက်ဆုံးနေတယ်လို့ဆိုပါတယ်အနောက်မှာစူပါမန်ပြန်တက်သွားတာကိုတွေ့လိုက်ရပါတယ် Green Arrow ကပျောက်နေတဲ့မိမတယောက်အတွက် Justice League တစ်ဖွဲ့လုံးကိုစင့်ခေါ်ချင်တယ်လားလို့မေးခွန်းထုတ်လိုက်ပါတယ်ပမန်ကတခြားရွေးချယ်စရာမရှိတဲ့ပုံစံနဲ့တေချာတာပေါ့လို့ပြောပါတယ်ဆက်ပြီးတော့ဂျိုကာကပြန်ပြီးဆွသွားတယ်လို့ဆိုပါတယ်စိုက်ဘော့ကအဲ့ဒီမိမဘာတူလဲလို့ပေးလိုက်ရပမန်က Louis လို့ပြောလိုက်ပါတယ် Flat တရားသူ့အိမ်ကဆိုဖာပေါ်မှာအေးဆေးစွာအနားယူနေပါတယ်အဲ့ဒီအချိန်မှာပမန်ရေဒါကတဆင့် Flat လို့ခေါ်လိုက်ပါတယ် Flat ကကျွန်တော်လို့ပြောနေတော့မှပဲအလွန်လျင်မြန်စွာနဲ့မက်ထရိုပိုလိကိုရောက်လာပါတယ် Flat ကဘာလို့အလဲလို့မေးလိုက်ရမက်ထရိုပိုလိတစ်မျိုးလုံးအသေးစိတ်ချပွေဖို့လိုတယ်စူပါမန်ကအပေါ်ကနေမျိုးကို X-ray vision နဲ့ရှာနေတယ်ငါတို့ကစူပါမန်မမြင်နိုင်တဲ့အောက်ခြေအဆောက်အဦတွေမြောင်းတွေနဲ့အငြင်းကြီးစွန်းတဲ့နေရာအလုံးကိုချပွေဖို့လိုတယ်လို့ပမန်ကဆိုပါတယ်ဂျိုကာဆိုတဲ့ကောင်ကလူးဝစ်ကိုဖျောက်ထားရင်အဲ့လိုနေရာတွေမှာဖျောက်ထားမယ်လို့ပမန်ကယုံကြည်နေလို့ဖြစ်ပါတယ်Flag ကညွှန်ကြားချက်တွေကိုလက်ခံပြီးလှည့်မြန်စွာချပွေနေပါတယ်ခဏကြာပမန်ကလူတိုင်းမက်ထရိုပိုလိကိုရောက်ရင်တည်င်းပို့ဖို့နဲ့မင်းတို့ချပွေသိရှိသမျှကိုလို့စကားမဆုံးခင်မှာပဲ Flag ပြန်လည်ရောက်ရှိလာပါတယ် Flag ကစိတ်လှုပ်ရှားနေတဲ့အတန်းနဲ့မင်းကြီးဖို့တစ်ခုခုရှိတယ်ဆိုပြီးပမန်ကိုကောက်ချီပြီးပြေးထွက်လာခဲ့ပါတယ်လမ်းမှာ Flag က sorry ပဲသားကြီးဟာမင်းကိုဒီလိုရှိလာရတာကိုယ့်ရုပ်ကားရနိုင်ပေမဲ့ဒါကအမြန်ဆုံးနီးလန်းပဲလို့ဆိုပါတယ်ပမန်ကငါတို့ကိုဘယ်သူမှမမြင်နိုင်အောင်အမြန်ဆုံးပြေးလို့ဆိုပါတယ်တနေရာရောက်မှာတော့ Flag ကဒါပတ်သက်မှုရှိနိုင်တယ်ထင်တယ်လို့ပြောလိုက်ရပမန်ကတားတစ်ခွက်ကန်လာလို့ပြောနေတော့ Flag ကမက်ထရိုပိုလိမှာမင်းနဲ့ပတ်သက်နေတဲ့အရာဘာလို့ရှိနေတာလဲလို့မေးပြီးတော့နှစ်ယောက်သားအခန်းထဲဝင်လာခဲ့ပါတယ်အထက်ရောက်တော့တိတ်ဆုံးနေပြီးသားအလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်ပမန်ကတိတ်ဆုံးသူကိုစစ်ဆေးပြီးတော့ဒါ Crane ပဲလို့ဆိုပါတယ် Jonathan Crane က Scarecrow ဖြစ်နေပါတယ်သူ့မျက်နှာမှာလည်းဂျိုကာစိတ်မိထားသလိုပြုံးနေပါတယ်စိတ်ကန်းရဲ့တနေရာမှာ Wonder Woman က Lasso True နဲ့လူတစ်ယောက်ကိုဖမ်းမိလို့ပမန်စီဆက်သွယ်လိုက်ပါတယ်ငါရောက်လာတာနဲ့လူတစ်ယောက်ပြေးသွားတယ်လို့ဆိုပါတယ်ပြီးတော့ပမန်တို့ကြောက်အောင် Lasso True အစွမ်းနဲ့မေးလိုက်ပါတယ်လူတို့ကောင်ကလည်းဂျိုကာမက်ထရိုပိုလိမှာမရှိဘူးသူနဲ့ဟာလီကွင်းကရင်ကုန်တင်မော့ကိုကြိုသွားတယ်လို့ဝန်ခံလိုက်ပါတယ်စူပါမန်ကလှင်မြန်တဲ့အချိန်နဲ့ပြန်တန်းပြီးတော့ပင်လယ်ထဲကရင်ကုန်တင်မော့ X-ray vision နဲ့ရှာဖွေနေပါတယ်တနေရာရောက်မှာငါတွေ့ပြီဆိုပြီးပင်လယ်ထဲထိုးဆင်းသွားပါတယ်ခဏကြာစူပါမန်ကရင်ကုန်တင်မော့ကိုကုန်းမြေပေါ်မှတင်လာပါတယ်စူပါမန်ကရင်ကုန်တင်မော့ကိုဆွဲဖြတ်လိုက်ပြီးတော့လူဝစ်ကိုဖြစ်နိုင်သမျှမြင်မြန်ကဲထုတ်ခြင်းနဲ့စိတ်ကပြင်းထန်နေပါတယ်စူပါမန်ကအထဲဝင်လာပြီးလူဝစ်လို့စိုးရင်တကြီးအော်ခေါ်နေပါတယ်အခန်းထဲမှာဖီယာတော်ဆန်တွေကပြန့်နှံ့လို့နေပါတယ်ဂျိုကာနဲ့ဟာလီကွင်းကမတ်စတေတက်ထားပြီးလူဝစ်လိန်ကိုခွဲစိတ်နေပါတယ်ဖီယာတော်ဆန်ဆိုတာကဲခရိုရဲ့ကြောက်ရွံ့မှုဖြစ်စေတဲ့တံငွေ့တစ်မျိုးဖြစ်ပါတယ်စူပါမန်ကအထေတလန့်နဲ့သူတို့တွေမင်းကိုဘာလုပ်ထားလဲလို့မင်းနေတုံးမှာပဲဖီယာတော်ဆန်တွေကြောင့်စူပါမန်တယောက်မူးဝေလာပါတယ်ဂျိုကာတခုခုမှားနေလို့လာငတ်ဆူလို့ပြောပါတယ်ဟာလီကွင်းက Man of Steel ပါလားမင်းကထင်သလောက်လည်းမဟုတ်ဘူးနည်းနည်းလေးတုံနေတဲ့ငချွတ်လေးလို့လှောင်ပါတယ်အဲ့ဒီအချိန်မှာစူပါမန်ဆိုရင်အတန်တကြီးထွက်ပေါ်လာပါတယ်စူပါမန်တယောက်အထိတ်တလန့်နဲ့ပါဇက်ကနေနိုးဆိုပြီးရေယိုမိပါတယ်အဲ့ဒီအတန်တကြီးရဲ့ပိုင်ရှင်ကတော့ Doomsday ပဲဖြစ်ပါတယ်စူပါမန်က Doomsday လို့ပြောရင်ဒီအပိုင်းကိုဒီမှာအဆုံးသတ်ထားပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ like and subscribe လေးလုပ်သွားပေးကြပါအောင်နောက်တစ်ပိုင်းကိုနောက်နေ့မှာစတင်ပေးသွားပါမယ်